အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ KBZ ပေးနဲ့ပတ်သက်ပြီးတော့ log in log out ထွက်သွားတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့က KB တဲ့ကိုဝင်လိုက်မယ်နော်။ကျွန်တော်တို့ KB တဲ့ဝင်လိုက်တဲ့အခါမှာပထမဆုံးတွေ့ရမှာကဒီစာမျက်နှာဖြစ်ပါတယ်။ဒီစာမျက်နှာပင်မစာမျက်နှာတွေ့ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ KB ကိုဘယ်လိုလုပ်မယ်ဘယ်လို log in log out ထွက်တဲ့အခါမှာဘယ်လိုအသုံးပြုမယ်ဆိုတဲ့ system ကိုကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်။ကျွန်တော်တို့ကဒီ KB ဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ KB ဖွင့်လိုက်တဲ့ဖုန်းနံပါတ်ဒီကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ KB အသုံးပြုနေတဲ့ဖုန်းထဲမှာ single ရှိနေဖို့လိုတယ်ဒီနေ့ပြောရမယ့်အကြောင်းအရာလေးကတော့single မရှိနေဘဲနဲ့ကျွန်တော်တို့ log in log out အဝင်ထွက်ကိုကျွန်တော်တို့လုပ်ပြပေးမှာပါဒါကြောင့်မလို့ကျွန်တော်တို့ပထမဆုံးအနေနဲ့အဓိက profile လေးတွေကိုဝင်လိုက်မယ် profile လေးတွေကိုဝင်လိုက်မယ်နော်အမှန်ဝင်လိုက်ပါကြီးည profile ထဲမှာဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာလက်ဝေရာနှင့် Face ID စနစ်ဆိုတဲ့နေရာလေးကိုဝင်လိုက်မယ်နော်ဒီနေရာလေးပေါ့ဒီနေရာလေးကိုဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာဟိုတောင်းဝင်လေးနေမယ်နော်ဝင်လိုက်ပြီနော်ဒီမှာကျွန်တော်တို့အကောင့်တို့ဝင်ရောက်ရန်စီမံမှုရေငွေပေးချေရန်စီမံမှုဒီနေရာမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့အကောင့်တို့ဝင်ရန်ငွေစီမံမှုကိုကျွန်တော်တို့လုပ်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ KB အသုံးပြုနေတဲ့အခါမှာကျွန်တော်တို့တစ်ပတ်လောက် application တွေကိုမဝင်လိုက်တာလို့တစ်ပတ်10ရက်တစ်လ9တလင်းဒီ app ထဲကိုမဝင်လိုက်တာနဲ့ KB က auto log out ထွက်တာလေဗျ။ဒီပြဿနာကအမြဲတမ်းကြုံနေရတယ်။ဟုတ်ပြီ။ကျွန်တော်တို့ဒီပြဿနာကိုဖြေရှင်းမှုကကျွန်တော်တို့ mobile နဲ့မှာKB ဖွင့်လာတဲ့ဖုန်းနံပါတ်ရှိဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်ပြောပြမယ်အကြောင်းအရာကမလိုဘူးဗျ။အဲကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာဒီ Face ID နဲ့လက်ဝေစနစ်နဲ့ကျွန်တော်တို့သွားမယ်ပေါ့ဗျာ။ account တို့ဝင်ရအောင်နှိပ်လိုက်မယ်နော်။ဒီမှာကျွန်တော်တို့က account တို့ဝင်ရနှိပ်ပြီးတော့ဒီမှာလက်ဝေကိုနှိပ်မယ်ပေါ့နော်။ဒါလေးအမှန်ချစ်လိုက်မယ်။နော်။အမှန်ချစ်လိုက်မယ်။အမှန်ချစ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီနေရာမှာဘာလိုအပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့လျှို့ဝှက်နံပါတ်ပေါ့ဗျာလျှို့ဝှက်နံပါတ်ဆိုတော့ဒီ application ကိုငွေပေးချေတဲ့အခါမှာပင်နံပါတ်ပေါ့အကပင်နံပါတ်ဖြည့်ဖို့လိုရတယ်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ကစပြီအဆင့်1ကျွန်တော်ရဲ့မျက်နှာကိုပါပြရမယ်အဆင့်2ဒီမျက်နှာမှာရှိတဲ့ cell တွေကိုဒီကစကန်ဖတ်မယ်နောက်ဆုံးပိတ်ကြောကျွန်တော်ရဲ့ cell တွေကိုအတည်ပြုမှာပေါ့နော်ကျွန်တော်ဒီကဥစ္စာကိုကျွန်တော်တွားလိုက်ပါမယ်နော်အတည်ပြုသွားပြီနော်အတည်ပြုသွားတဲ့အခါမှာကျွန်တော်loading နည်းနည်းကြာနေနော်အတည်ပြုသွားတဲ့အခါမှာကျွန်တော်တို့ရသွားပြီပေါ့ဗျာရသွားတဲ့အခါမှာကျွန်တော်လက်ပွေနဲ့ဝင်ကြည့်လိုက်မယ်အမှန်ချစ်ကလေးအဆင်ပြေသွားပြီနော်အောင်မလို့ဒီ OTP မလိုအပ်ဖက်နဲ့မလိုဘဲနဲ့ကျွန်တော်တို့ရဲ့လက်ပွေလေးနဲ့ဝင်လိုက်အောင်နဲ့ကျွန်တော်တို့ account တွေကို auto log in ဝင်လို့ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးတော့တာဖြစ်ပါတယ်အဲကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားတဲ့တဝူတယောက်ချင်းစီတိုင်းအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲ bye bye